န်းစီရောင်နဲ့နင်ညိုရောင်လေးကြိုက်တယ်တဲ့သူ့ရဲ့အယောင်ကတင်လှတာမဟုတ်ဘူးနော်သူ့ရဲ့ဆေးသားလေးရဲ့သူ့ရဲ့တက်ရှာလေးကိုကလုံးဝနုညံ့ပြီးအစ်ဆက်နေတာပြမယ်ကြည့်ဒါကတော့ညီမလေးကြိုက်တယ်ဆိုတဲ့ပန်းစီရောင်လေးပဲဖြစ်ပါတယ်လုံးဝစိုးလိုက်တာနဲ့လေတထေးမအယောင်လေးပေါ့နော်သူ့ရဲ့နာမည်လေးက rich color ဖြစ်ပါတယ်ညီမလေးကြိုက်တယ်ဆိုတဲ့နောက်တစ်ယောင်ကကျတော့ strong color ဖြစ်ပါတယ်နင်ညိုရောင်လေးဒီအယောင်လေးကိုနှကန်းပေါ်တင်လိုက်တာနဲ့လေ strong ဆိုတဲ့အတိုင်းပဲပေါ့နော်ကိုကလေတန်မာတဲ့အမျိုးသမီးတယောက်လိုမျိုးအသွင်ကိုဆောင်သွားတယ်သိလားကဲမထူးတော့နောက်ထပ်အယောင်လေးဆက်ပြပေးလိုက်မယ်နော်ဒါကတော့ပန်းကပိရောင်လေးပဲဖြစ်ပါတယ်သူ့ရဲ့နာမည်လေးကတော့ hope color ပဲဖြစ်ပါတယ် HOPE hope ပန်းကပိရောင်လေးပါဒီအယောင်လေးကတော့ rosy color လေးပဲဖြစ်ပါတယ်လုံးဝရဲရဲတောင့်နေတဲ့အမျိုးသမီးအယောင်လေးပါကဲဒါလေးကတော့နောက်ဆုံးအယောင် BOLD bold color လေးပဲဖြစ်ပါတယ်သူကတော့လူပုံအလယ်မှာထင်ရှားစေတဲ့အယောင်လေးပဲဖြစ်ပါတယ်ကဲဒီမှာကြည့်အယောင်9ယောင်လုံးကတော့လုံးဝအစ်ဆက်ပြီးတော့နုညံ့နေရပဲ packaging လေးကလည်းချစ်စရာလေးနော်ဘူးပုံစံလေးကလည်း brand ဆန်နဲ့ map တိုက်နုညံ့ညံ့လေးဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုးတဲ့ခါမှာလည်းအရန်ပေါ့ပါတယ်အယောင်ထွက်လည်းမှန်ပါတယ်ရှင်အပြင်မှာလည်းဒီအယောင်တွေပဲနော်တခါဆိုပြီးရင်တဏီကုံလှက်ကြည့်စရာမလိုတဲ့အတွက်ကြောင့်မလို့ရွေးချယ်တင်တဲ့နှခမ်းဒီလေးပဲဖြစ်ပါတယ်9ယောင်လုံးလုံးဝမထက်ဘူးနော်မှားယူခြင်းနဲ့ဆိုရင် comment မှာမှားချင်တယ်လို့သာမှန်ခက်လိုက်ပါ